မိကလင်းနေစဉ်မှာမင်းကလေးကမျက်ခုံးအတူကိုမှောင်ပေါ်မှာကတ်ထားမိသွားတယ်။အဲ့ဒီချိန်မှာပဲသူမရဲ့ boyfriend ကရုတ်တရက်အခန်းထဲဝင်လာခဲ့တယ်။သူမမှာမျက်ခုံးအမှန်မရှိတာကိုမသိစေချင်လို့အလွန်အမင်းထိတ်လန့်သွားပြီးမန်ဘော်ကမျက်ခုံးကိုအမြန်ပြန်ညှိဖို့ကြိုးစားခဲ့တယ်။အဲ့ဒီလိုနဲ့နေအောင်လုံးမန်ကိုသုံးဖို့အပြိုင်ဆိုင်ထွက်သွားပြီးဟာသက်ဆန်ရုံးခံကြရင်နောက်ဆုံးမှာတော့သူမကခါးနဲ့တွန်းလိုက်လို့ boyfriend လဲကျသွားခဲ့တယ်။ညစာအတူစားနေချိန်မှာတော့ချွေးတုံရင်မျက်ခုံးတစ်ဖက်ကိုမတော်တဆပုတ်ဖယ်မိသွားတယ်။ခဏကြာမှသူမရဲ့အစားအစာပကန်းထဲမှာပျောက်သွားတဲ့မျက်ခုံးကိုတွေ့လိုက်ရတယ်။မတွေးမခေါ်ပဲသူမကအဲ့ဒီမျက်ခုံးကိုပါဇက်ထဲထည့်လိုက်ပြီးနောက်တစ်ဖက်မျက်ခုံးကိုဆက်ရှာနေခဲ့တယ်။အဲ့ဒီအချိန် boyfriend ကပကန်းပေါ်မှာထူးဆန်းတဲ့အစားအစာတစ်ခုတွေ့လိုက်တယ်။အဆက်ရပြီးထိတ်လန့်သွားတဲ့သူမကမျက်ခုံးကိုလက်လန်းမီအောင်ဆွဲယူပြီးစပွဲအောက်ကိုဝင်သွားကအမြန်ဆန်ပြန်ကပ်ဖို့ကြိုးစားခဲ့တယ်။နောက်ထပ်အဆက်အပေါက်တွေမထွေးစေချင်တော့လို့နောက်ဆုံးမှာမျက်ခုံးတူထူးဖို့ဆုံးဖြတ်လိုက်တယ်။ဆလွန်ပိုင်ရှင်ကသူ့နီးပညာကိုအလွန်အမင်းယုံကြည်မှုအပြည့်နဲ့ချီကျူးပြောဆိုခဲ့ပေမယ့်အဆုံးရလက်ကတော့မင်းကလေးကိုလုံးဝစိတ်ပလက်သွားစေခဲ့တယ်။အဲ့ဒီအချိန်ဆိုအချိန်ခါမှာပဲသူမရဲ့ boyfriend ကခရီးသွားလုပ်ငန်းကနေမမျှော်လင့်ပဲပြန်ရောက်လာခဲ့တယ်။ချက်ချင်းအကြံထုတ်ပြီးသူမကမျက်ခုံးပျက်စီးသွားတာမဖော်ထုတ်ရအောင်ပြင်းထန်တဲ့ဖလူးဖြစ်နေသလိုဟန်ဆောင်ခဲ့ရတယ်